ဒီနေ့သာသနာတော်နှစ်2559ခုကောဇာတိကိ1389ခုတော်တယ်လာပြီကျော်9ရက်2015ခု10လပိုင်း3ရက်စနေနေ့နေကင်းခါကာလမှာစင်ကာပူနိုင်ငံမောဂဝိပဿနာတရားစဉ်နဲ့လုပ်ငန်းစဉ်ပြန်ပွားရေးပြပအဖွဲ့ခွဲ1သစ္စာပါရမီဓမ္မရိပ်သာမှာကြီးမှုပြီးတော့ဆင်ရင်ကျင်းပကြတဲ့260ကြိမ်မြောက်တနေ့တာဝိပဿနာအလုပ်ပေးတရားစခန်းဓမ္မဒါနအထိမ်းအမှတ်ဖြစ်2ရက်တာနေ့တရားစခန်းမှာဦးဇင်းတို့ပထမနေ့ဖြစ်ဒီနေ့ပေတပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်တွေကိုနာယူကြည်ညိုခွင့်ရကြတယ်ဦးဇင်းတို့လည်းပဲမြတ်စွာဘုရားဟောကြားတော်မူတဲ့တရားဒေသနာတော်တို့ကိုဟောကြားခွင့်ရပါတယ်ဒီတော့ဒီကနေ့တရားနာယူဖို့လှုပ်ထားကြတဲ့အစီအစဉ်ကနေခင်းတနာရီခွဲမှာတရားတစ်ကြိမ်နာမယ်ဦးဇင်းတို့ပြီးတော့4နာရီခွဲမှာတရားတစ်ကြိမ်နာမယ်ပေါ့နော်အဲ့ဒီနေခင်းမှာတရားနာတဲ့တရား2ကြိမ်နာကြတဲ့အချိန်မှာဦးဇင်းတို့45မိနစ်50လောက်တရားတူလေးပေါ့ည9နာရီထိုးတဲ့အချိန်မှာနာယူမဲ့တရားဒေသနာကတော့တနာရီပိုလောက်ပေါ့နော်အဲ့တော့ဦးဇင်းတို့45မိနစ်50သာတရား4ပုဒ်ဟောပြမယ်ပေါ့ဒီနေ့2ပုဒ်မနေ့ပြန်2ပုဒ်ညတရားကတော့2ပုဒ်နာရမယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့နေကင်းခါကာလမှာဟောမယ်တရား4ပုဒ်မှာဗာတရားဟောမလဲလို့စိတ်ကူးတဲ့အခါမှာသစ္စာ4ပါးတရားဟောမယ်လို့အဲ့ဒါလို့ဦးဇင်းစိတ်ကူးထားပါတယ်သစ္စာပါရမီဓမ္မရိပ်သာကစီစဉ်ကျင်းပကြတဲ့နော်သစ္စာရွှေစီဆရာတော်ရဲ့တရားပွဲမှာသစ္စာ4ပါးတရားဆိုတော့သစ္စာဆိုတာစကားလေးတွေထမ်းနေတယ်ပေါ့ဒီသစ္စာဆိုတာကပေတပေါင်းသူတော်ကောင်းတို့အလုံးကြာဖို့နာဝရှိပြီးသားစကားလုံးတစ်လုံးသစ္စာဆိုတာအမှန်တရားသစ္စာဟဝေတာတုတရံရတနာအရသာတကအရသာထဲမှာသစ္စာရဲ့အရသာဒီအချိုးမြိန်ဆုံးပဲအကောင်းဆုံးပဲလို့ဒါလည်းပဲပေတတို့ကြားဖို့ပြီးသားဟုတ်လားခုသစ္စာ4ပါးတရားဆိုတာကဒီသာသနာတော်မြတ်ကြီးမှာတန်ဖိုးအကြီးမားဆုံးသောတရားပေါ့တတ္တဝါတွေအတွက်လည်းပဲအရေးအကြီးဆုံးတရားပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီသစ္စာ4ပါးကိုပฏิဝေဒအဆင့်ထွတ်ထွင်းပြီးတော့သိသွားမယ်ဆိုလို့ရှိရင်ပုထုဇဉ်ကနေအရိယာဖြစ်သွားတယ်လို့ဒီလိုခေါ်တာပဲမို့လားသစ္စာကိုတကယ်မသိကြသေးလို့တရားဓမ္မတို့ဦးဇင်းတို့တွေဟာပုထုဇဉ်ဘဝနဲ့နေကြရတော့သစ္စာကိုတကယ်သိသွားပြီဆိုလို့ရှိရင်တော့အရိယာသူတော်ကောင်းဖြစ်သွားတယ်လို့ဒီလိုပြောတာဒီနေရာမှာသစ္စာ4ပါးကိုသိတယ်ဆိုတာကအနုမာနတိပฏิဝေဒတိလို့အတိ2မျိုးရှိပါတယ်ဒါလည်းပဲပေတတော်မှလို့ဦးဇင်းထင်ပါတယ်အနုမာနတိဆိုတာကမှန်းဆပြီးတော့သိရတဲ့အတိပေါ့ခုဦးဇင်းတို့ပြောမဲ့အတိကအဲ့လိုအတိမျိုးပေတပေါင်းသူတော်ကောင်းတို့နားထောင်ရင်းဖြင့်သိသွားမဲ့အတိကလည်းပဲအဲ့လိုအတိမျိုးသစ္စာ4ပါးနဲ့ပတ်သက်ပြီးတော့သိခဲ့ကြတဲ့အတိဟာအဲ့ဒီအနုမာနတိပေါ့အနုဘောဓတိလို့ဒီလိုလဲပြောတယ်ပฏิဝေဒတိဆိုတာကတော့ခုနတုန်းကပြောခဲ့တဲ့အရိယာသူတော်ကောင်းကြီးတွေအဖြစ်ကိုရောက်သွားစေတဲ့အရိယာမဉ္ဇဉ်ဖြင့်သစ္စာ4ပါးကိုသိပေဆိုင်ပွား4ပါးကိစ္စတပြိုင်တည်းထဲကြပြီးတော့ထွတ်ထွင်းပြီးတော့သိသွားတဲ့အနေအထားမျိုးကိုပฏิဝေဒတိအဲ့ဒါလေဒီဆိုတော့ဘုရားကြီးကတော့အနုဘောဓတိနဲ့ပฏิဝေဒတိကိုရှင်းသွားအောင်ဥပမာလေးနဲ့ဗောဓိပက္ခိယတိပဏိကျမ်းစာထဲမှာရေးထားတာလေးရှိတယ်အနုဘောဓတိမှန်းဆပြီးတော့သိတယ်ဆိုတာကလည်းပဲမဖြစ်နိုင်တဲ့အရာမရှိတဲ့အရာကိုတော်ရမ်းမှန်းပြီးတော့ရမ်းပြီးတော့တွေးပြီးတော့သိတဲ့အတိမျိုးကိုဆိုလိုတာမဟုတ်ဘူးတဲ့ဥပမာဦးဇင်းတို့တနေရာမှာမီးထွန်းထားတယ်
အဲ့ဒီမီးတောက်ကိုတော့ဒါတိုင်းမမြင်ရဘူးသို့တော့အဲ့ဒီမီးတောက်ကြောင့်ဖြစ်ပေါ်နေတဲ့မီးရောင်ကိုမြင်ရတယ်လို့ဆိုကြပါစို့အဲ့ဒီမီးရောင်ကိုမြင်ရတဲ့အခါမှာဒီမီးရောင်ကိုမြင်ရသောအဖြစ်မီးတောက်ရှိတယ်ဆိုတာကိုသိကြပေါ့မသိနိုင်ဘူးလားသိနိုင်တယ်ဒါပေမဲ့မီးတောက်ကိုတော့မမြင်ရမီးရောင်ကိုမြင်ပြီးတော့မီးတောက်ရှိတယ်ဆိုတာကိုသိတဲ့အတိမျိုးအဲ့ဒါကိုအနုဘောဓတိလို့ဒီလိုခေါ်တယ်တဲ့မီးတောက်ကိုပဲဓာတ်ရိုက်မြင်လိုက်ရတဲ့အမြင်မျိုးအတိမျိုးကိုကြတော့ပฏิဝေဒတိလို့ခေါ်တယ်တဲ့ဆရာတော်ကြီးကဉာဏ်အလွန်ကြီးတာဆိုတော့ပြောလိုက်ရင်ရှင်းသွားတယ်ရေးလိုက်ရင်ရှင်းသွားတယ်ပေါ့ဟုတ်လားခုလည်းပဲဘိဓပေါင်းတော်ကောင်းတို့သစ္စာလေးပါးတရားကိုနာယူအချင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ပฏิဝေဒတိကိုရရှိဖို့အဲ့ဒီပฏิဝေဒတိကိုမရရှိသေးခင်မှာလည်းပဲပฏิဝေဒတိကိုရရှိဖို့အတွက်အလွန်အားကြီးတဲ့အထောက်အပံ့အကြောင်းတရားဖြစ်တဲ့အနုဘောဓတိကိုရရှိဖို့နော်အနုဘောဓတိမှတစ်ဆင့်ပฏิဝေဒတိဆိုတာကိုရအောင်ကြိုးစားကြရတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့နေရတာတရားစခန်းဆိုတော်လည်းပဲတရားကတော့တစ်ချိန်ပဲထိုင်ရမယ်ပေါ့နော်အေးကြောက်တုံးရောက်ခိုက်အချိန်ကလေးတွေလူပြီးတော့လုပ်ကြရတာဆိုတော့တရားကိုများနာဖြစ်အောင်နော်ဦးဇင်းတို့ပြောတာလေးကိုလည်းပဲများနားထောင်ဖြစ်အောင်မှတ်တမ်းတင်ပြီးသားလေးလည်းဖြစ်အောင်အဲ့လိုလေးစိတ်ကူးပြီးတော့အစားကတော့ဒီထဲမှာစီစဉ်ထားတာကလူငယ်လေးတွေကနေခင်းကိုတရားတစ်ချိန်ပဲနာယူဖို့ပေါ့နော်အဲ့တော့ဦးဇင်းကရောက်တုံးကလေးကိုပို့ပြီးတော့များလေးတရားနာပြည့်အောင်ဆိုပြီးတော့တရားနှစ်ကြိမ်ဟောမယ်ပေါ့နေခင်းပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီကနေ့သစ္စာ၄ပါးအပိုင်း၄ပိုင်းပိုင်းပြီးတော့ဦးဇင်းတို့ပြောပါမယ်သစ္စာ၄ပါးဆိုတာဘေဒပေါင်းတော်ကောင်းတို့အလုံးပြင်းဤကျွမ်းဝင်ပြီးသားအကျဉ်းမြင်အဖြစ်သိထားကြပြီးသားဒုက္ခသစ္စာသမုဒယသစ္စာនិရောဓသစ္စာမေဃသစ္စာဒီတရားအတူလေး၄ပုဒ်ဟောတဲ့နေရာမှာငါဘာတရားဟောရပါမလို့လို့စဉ်းစားတော့သစ္စာ၄ပါးကခေါင်းထဲကိုတန်းပြီးတော့ဝင်လာတယ်ပေါ့အဲ့တော့ဒီကနေ့ပထမနေ့ပထမဦးဆုံးเนาะအချိန်မှာဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ဘေဒပေါင်းတော်ကောင်းတို့မှတ်သားကြည့်ကြမယ်ဒီနေရာမှာသစ္စာ၄ပါးကိုဘေဒပေါင်းတော်ကောင်းတို့ရဲ့စိတ်ထဲမှာလေးလေးနက်နက်ဖြစ်သွားအောင်တော့ပြောချင်တာလေးတစ်ခုကဘုရင်တို့သစ္စာတန်ယုတ်ဆိုပြီးတော့တန်ယုတ်ပါဠိတော်မဟာဝဂတန်ယုတ်ပါဠိတော်ထဲမှာသစ္စာ၄ပါးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့ဟောကြားချက်တွေကိုစုစည်းပြီးတော့မှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားဘာဟောထားတယ်ဆိုတော့ယဟန်တို့တဲ့သစ္စာ၄ပါးကိုမသိဘဲနဲ့ဒုက္ခမချုပ်ငြိမ်းနိုင်ဘူးတဲ့သစ္စာ၄ပါးကိုသိမှသာလျှင်ဒုက္ခချုပ်ငြိမ်းနိုင်ပဲပေါ့ဒီနေရာမှာမြတ်စွာဘုရားကတရားစကားဟောတဲ့နေရာမှာဥပမာဥပမေယပေးပြီးတော့ဟောတာအလွန်များတယ်ဥပမာနဲ့ပြောလို့ရှိရင်စိတ်ထဲမှာပို့ပြီးတော့ရှင်းလင်းသွားတဲ့သဘောလေးရှိတာ哦ဘယ်လိုဥပမာပေးလဲဆိုတော့ရှစ်ရှားရွက်တို့ထင်းရှူးရွက်တို့နဲ့ရေထုတ်လို့မရနိုင်ဘူးတဲ့ငါဟာရှစ်ရှားရွက်နဲ့ထင်းရှူးရွက်နဲ့ရေထုတ်ပြီးတော့အမောပြေအောင်နော်ရေထုတ်ပြီးတော့ယူခဲ့တယ်မင်းရေတော့ပါအစရှိသဖြင့်ရှစ်ရှားရွက်နဲ့ရေထုတ်လာတယ်လို့ပြောမယ်ဆိုရင်အဲ့ဒါကိုယုံကြည်တဲ့အကြောင်းမရှိဘူးသစ္စာ၄ပါးကိုမသိဘဲနဲ့ငါဒုက္ခငြိမ်းပြီဒုက္ခချုပ်ပြီဒုက္ခအေးပြီလို့ပြောရင်လည်းပဲအဲ့ဒါအခြေအမြစ်မရှိဘူးယုံကြည်တဲ့အကြောင်းမရှိဘူးတဲ့ဘရုံမာကြာရွက်တို့ပေါက်ရွက်တို့နော်ဂွေးတောက်ရွက်တို့ဒီလိုအရွက်အကြီးကြီးတွေနဲ့ဆိုလို့ရှိရင်တော့ရေထုတ်လို့ရတယ်哦ရေကိုတဲလာလို့ရတယ်哦အဲ့လိုပဲသစ္စာ၄ပါးကိုသိပြီးမှသာလေဒုက္ခခတ်သိမ်းငြိမ်းတယ်ဆိုတာကိုဝန်ခံလို့ရတယ်သစ္စာ၄ပါးကိုသိပြီးတော့ငါဒုက္ခငြိမ်းပြီလို့ပြောရင်တော့အဲ့ဒါကိုယုံကြည်စရာအကြောင်းရှိတယ်အဲ့ဒီလိုမြတ်စွာဘုရားခရိဒပတ္တသုတ်တံမှာဟောထားတာရှိတယ်နောက်ပြီးဟောတာလေးတစ်ခုရှိသေးတယ်ကအိမ်တလုံးဆောက်မယ်ဆိုလို့ရှိရင်ပထမဦးဆုံးတိုင်အရင်ထူရတယ်ပေါ့အုံမြင့်ချပြီးတော့အဲ့တော့တိုင်မှမထူဘဲနဲ့အပေါ်ပိုင်းစက်သက်ဆောင်တွေအပေါ်ပိုင်းနေကိုတင်ခဲ့တယ်လို့ပြောရင်ဒါယုံကြည်တဲ့အကြောင်းမရှိဘူးပေါ့ဟုတ်လားအဲ့လိုပဲသစ္စာ၄ပါးကိုမသိဘဲနဲ့ဒုက္ခငြိမ်းခြင်းဆိုတဲ့အကျိုးတရားကိုမရနိုင်ဘူးဒါဟာသစ္စာ၄ပါးကိုသိဖို့ဘလောက်အရေးကြီးသလဲဆိုတဲ့ဟောပြောထားတဲ့ဒေသနာတွေပေါ့
ဒါကြောင့်မြတ်စွာဘုရားကစတုဏအရိယသစ္စာနဲ့ယထာဘုဒ္ဓအတ္တတနံတန်တိရံဒီကမတ္တနာဓာတုဓာသွေဝဓာတိတုလို့အဲ့ဒီတန်ရုပ်ပါဠိတော်မှာဟောထားသစ္စာ၄ပါးကိုမှန်မှန်ကန်ကန်မသိကြလို့တတ္တဝါတွေဟာဒီတန်တရားကြီးထဲမှာဒီဒုက္ခဆက်ကြီးထဲမှာလက်ပရင်းနဲ့ကျင်လည်ကျဆန်းနေကြရတယ်လို့အဲ့လိုမြတ်စွာဘုရားဟောတာဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့သစ္စာ၄ပါးကိုသိဖို့အတွက်အလွန်အားစိုက်ပြီးတော့အဓိကထားပြီးတော့ကြိုးစားကြရမယ်ပေါ့ဘလောက်ထိမြတ်စွာဘုရားကကြိုးစားစေခြင်းတယ်လဲဆိုလို့ရှိရင်ဦးဇင်းတို့တတိတတသုတ်တံဆိုပြီးတော့သုတ်တံတစ်ပုဒ်အဲ့ဒီသုတ်တံကိုလေ့လာကြည့်မယ်ဆိုရင်သစ္စာ၄ပါးကိုသိဖို့အတွက်ဘလောက်ထိကြိုးစားသင့်တယ်လဲဆိုတဲ့မြတ်စွာဘုရားရဲ့ရည်ရွယ်ချက်ကိုသိနိုင်တယ်မြတ်စွာဘုရားဘယ်လိုဟောထားတုံးဆိုတော့ယဟန်တို့တဲ့တကယ်လို့သင်တို့ကိုလူတစ်ယောက်ကသင်ကိုမနှက်ခင်းမှာလှမ်းအချက်တရာထိုးမယ်ပေါ့မွန်းတဲ့ချိန်မှာလှမ်းအချက်တရာထိုးမယ်ညချမ်းအခါမှာလှမ်းအချက်တရာထိုးမယ်တရက်ကိုလှမ်းအချက်ပေါင်း300ထိုးခံရမယ်ဘယ်လောက်ကြာအောင်ထိုးခံရမှာလဲဆိုတော့နှစ်ပေါင်း100နော်တရက်ကိုလှမ်းအချက်300ထိုးခံရမယ်နှစ်ပေါင်း100အဲ့လိုသင်ခံမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးကိုသိရလိမ့်မယ်လို့များတစုံတစ်ယောက်ကပြောမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးကိုသိဖို့အတွက်နှစ်ပေါင်း100တရက်ကိုလှမ်းအချက်300အထိုးခံလိုက်ပါတဲ့အဲ့လိုလှမ်းအထိုးခံရလို့သင်ဟာသစ္စာ၄ပါးကိုသိမယ်ဆိုလို့ရှိရင်အဲ့လိုသိခြင်းကိုရှင်သင်ရဲ့မချမ်းမသာသိရတယ်လို့မဆိုနိုင်ဘူးတဲ့အဲ့ဒါချမ်းချမ်းသာသာဝမ်းမြောက်ဝမ်းသာသစ္စာ၄ပါးကိုသိရတယ်လို့သာဆိုနိုင်နေတဲ့ဘာဖြစ်လို့လဲဆိုတော့သစ္စာ၄ပါးကိုမသိလို့ရှိရင်အဲ့လိုလှမ်းထိုးခံပြီးတော့သိရတဲ့ဘဝနောက်ပစိန်နဲ့ခေါင်းကိုဖြတ်လို့သိရတဲ့ဘဝနောက်မြားနဲ့အပြစ်ခံရလို့သိရတဲ့ဘဝအဲ့ဒီလိုဘဝတွေဟာရည်တွက်လို့ရနိုင်မှာမဟုတ်ဘူးတဲ့နှစ်ပေါင်း100တရက်ကိုလှမ်းအချက်300ဆိုတာကရည်တွက်လို့ရတယ်အလွန်ရှည်လျားတဲ့သစ္စာ၄ပါးကိုမသိရင်ဆက်ပြီးတော့ဖြစ်ပေါ်လာမယ့်ဒုက္ခတွေဟာရည်တွက်လို့မရတဲ့အတွက်ကြောင့်ဆိုလိုတာကတရက်ကိုလှမ်းအချက်300နဲ့နှစ်ပေါင်း100လှမ်းအထိုးခံရတာသစ္စာ၄ပါးကိုသိဖို့နဲ့စာရင်တန်နေပေါ့အဲ့ဒါကိုမြတ်စွာဘုရားကဝမ်းမြောက်ဝမ်းသာချမ်းချမ်းသာသာဒါကိုလက်ခံလိုက်ပါအဲ့ဒါလို့ဟောတာဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့သစ္စာ၄ပါးကိုမသိရင်ဖြစ်ပေါ်လာမယ့်ဆင်းရဲဒုက္ခသိရင်ချုပ်ငြိမ်းသွားမယ့်ဆင်းရဲဒုက္ခဒါတွေကိုကြည်ကြည်ပြည့်ပြည့်နားလည်ပြီးတော့သစ္စာ၄ပါးကိုသိဖို့အတွက်များစွာအာမဆိုင်သင့်မို့လားအားဆိုင်သင့်တယ်ဟုတ်ရဲ့လားအဲ့ဒါမြတ်စွာဘုရားကကောင်းမှလောင်းနေတဲ့မီးကိုငြိမ့်တတ်တဲ့ဝရိယမျိုးကိုဝတ်ထားတဲ့အဝတ်ကိုလောင်းနေတဲ့မီးကိုငြိမ့်တတ်တဲ့ဝရိယမျိုးအဲ့ဒီလိုဝရိယမျိုးနဲ့သစ္စာ၄ပါးကိုသိအောင်ကြိုးစားရမယ်လို့အဲ့ဒါလိုလည်းဟောထားတာရှိတယ်ဒါလေးတွေကအသေးစိတ်ကလေးစဉ်းစားမှပို့ပြီးတော့မြတ်စွာဘုရားရဲ့တရားဒေသနာဟာအရာသာပေါ်တယ်ပေါ့နော်ဆိုကြပါစို့စိတ်ကူးကလေးနဲ့ကိုဝတ်ထားတဲ့အဝတ်ကိုမီးလောင်ကြည့်ပါကျန်တဲ့အလုပ်တွေအဲ့ဒီချိန်မှာဘာမှကောင်းတဲ့မထည့်လို့မရအောင်ဘာမှလည်းလုပ်လို့မရအောင်ဒါကိုပဲအရင်လက်ဦးပထမဦးဆုံးအကြီးအကြီးဆုံးဟုတ်တယ်မဟုတ်လားအဲ့ဒီနေရာမှာထားပြီးတော့ကြိုးစားကြရမယ်လို့သစ္စာ၄ပါးကိုသိဖို့အလုပ်တွေဘယ်အလုပ်မျိုးမဆိုတဲ့အရေးကြီးတယ်အဓိကကြတယ်ဆိုတာမပေါ်လွင်ဘူးလားပေါ်လွင်တယ်တချို့စကားလုံးလေးတွေကကြားတော့ကြားဖို့နေတာပဲနားတော့နားထောင်ဖို့နေတာပဲဒါပေမဲ့ကိုကလေးလေးနဲ့မတွေးလို့ရှိရင်လည်းပဲအရသာကဒီလောက်ကြီးမပေါ်တတ်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ခေါင်းမှာလောင်းနေတဲ့မီးကိုငြိမ့်သက်တဲ့ဝရိယမျိုးကိုးထားတဲ့အင်ကြီးပစိုးကိုလောင်းနေတဲ့မီးကိုငြိမ့်သက်တဲ့ဝရိယမျိုးဖြင့်သစ္စာ၄ပါးကိုသိအောင်ကြိုးစားရမယ်ဆိုတဲ့ဆုံးမချက်ဟာတကယ်တွေးကြည့်ရင်ဘလောက်အရေးကြီးသလဲဆိုတာကိုမပေါ်လွင်စေဘူးလားပေါ်လွင်စေတယ်နော်ဒါကြောင့်ပိဋကပေါင်းသူတော်တို့သစ္စာ၄ပါးကိုသိအောင်ကြိုးစားတဲ့နေရာမှာအလွန်အားစိုက်ရမယ်ပေါ့နောက်တစ်ချက်တည်းပြောချင်တာကကျန်တဲ့ဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုတွေကိုပြုတိုင်းလည်းပဲဒီသစ္စာ၄ပါးကိုသိလို့တဲ့ဆန္ဒကိုရှေ့တန်းတင်ပြီးတော့ပဲပြုကြရမယ်ပေါ့ငါလုပ်လိုက်တဲ့အလုပ်ဒီကောင်းတဲ့အလုပ်တွေဟာသစ္စာ၄ပါးကိုသိဖို့ပဲအထောက်အပံ့ပြုပါစေဒါဆိုလို့ရှိရင်ပို့ပြီးတော့မြန်မြန်ဆန်ဆန်သစ္စာ၄ပါးကိုသိစရာအကြောင်းရှိတယ်ပေါ့နောက်ခုချင်းတို့ပြောမှာကသစ္စာ၄ပါးကိုသိခြင်းအနုဘောဓတိပฏิဝေဒတိနှစ်မျိုးရှိတဲ့နေ့ကအနုဘောဓတိကတော့ဒါတိုင်းရမယ်ပေါ့နော်ဒီအနုဘောဓတိကိုပဲအကြောင်းခံပြီးတော့တစ်ချိန်ချိန်မှာပฏิဝေဒတိကိုမရနိုင်ဘူးလား
ရနိုင်ပေအဲ့တော့ဒီကနေ့ပထမပိုင်းအနေနဲ့ပါပြောမှာတော့ဒုက္ခသစ္စာဒုက္ခသစ္စာဆိုတာကဒုက္ခဆိုတာဆင်းရဲခြင်းသစ္စာဆိုတာကအမှန်တရားဒီတရားပေါက်မလွဲမသွေမှန်တယ်ဆိုတဲ့အဓိပ္ပာယ်တော့ဒုက္ခသစ္စာဆိုတာဘာကိုပြောတာတော့ဆိုတော့ဒီခန္ဓာကိုယ်ကြီးကိုပြောတာပါဒုက္ခသစ္စာဆိုတာဘာကိုပြောတာတော့မြတ်ဒီခန္ဓာကိုယ်ကြီးကိုပြောတာနော်ဘဝမှန်ရင်ခန္ဓာမှန်ရင်ဘယ်ဘဝပဲဖြစ်ဖြစ်ဘယ်ခန္ဓာပဲဖြစ်ဖြစ်ဆင်းရဲခြင်းတရားမျှတာဖြစ်တယ်အောင်နော်ဆင်းရဲကလွဲလို့တခြားဘယ်တရားမှဖြစ်နေတာမရှိဘူးဒုက္ခမေဝဟိတံဘောတိဒုက္ခဒိဋ္ဌိဝေတိစနိညတထဒုက္ခတံဘောတိနိညာဒုက္ခនិရောဓတိတဲ့ဒုက္ခဒေတာလည်းဖြစ်နေတယ်ဒုက္ခဒေတာလည်းချုပ်သွားတယ်ဒုက္ခမှတပါးတခြားဖြစ်နေတာဘာမှမရှိဘူးဒုက္ခမှတပါးတခြားချုပ်သွားတာလည်းဘာမှမရှိဘူးတဲ့အလွန်ရှင်းတယ်ဒီဒေသနာလေးကဟုတ်လားဒုက္ခပဲဖြစ်တယ်ဒုက္ခပဲချုပ်တယ်ဒုက္ခကလွဲပြီးတော့တခြားဖြစ်တဲ့တရားဘာမှမရှိဘူးဒုက္ခမှတပါးတခြားချုပ်သွားတဲ့တရားလည်းဘာမှမရှိဘူးအဲ့တော့ဒီနေရာမှာဒုက္ခသစ္စာဆိုတာနဲ့ပတ်သက်ပြီးတော့ပေသဘောသူတော်ကောင်းတို့ဓမ္မစကြာပါဠိတော်ကိုဘာသာရေးစိတ်ဝင်စားတဲ့လူကြွကြတယ်ပေါ့နော်အလုံးမလည်းပဲပြည့်ပြည့်စုံတဲ့တရားဒေသနာတစ်ခုအတိတ်ပဲကိုခေစီတွင်းကြအသေးစိတ်သိအောင်နားလည်အောင်လေ့လာပြီးတော့ရွတ်ဖတ်မယ်ဆိုရင်အလုံးမလည်းပဲစက်သိမင်္ဂလာရှိသလိုအသိဉာဏ်ကိုများစွာဖြစ်စေတယ်အဲ့ဒီဓမ္မစကြာတရားတော်ထဲမှာမြတ်စွာဘုရားကဒုက္ခသစ္စာနဲ့ပတ်သက်ပြီးတော့ဘယ်လိုဟောထားလဲဣဒံခောပနဘိက္ခဝေဒုက္ခအရိယသစ္စာဇာတိပိဒုက္ခသရပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခအပိယဟိတံပြောကောဒုက္ခပိယဟိဝိပြောကောဒုက္ခဉာဏ်ပိဿာနတ်ရအောင်ကျင့်ရတယ်ဒီဇံတရားကိုပြုလုပ်နိုင်မှဇံတရားကိုဖြစ်အောင်လုပ်နိုင်မှဖြစ်မှာဆိုတာဖြစ်တယ်တော့ဇံရဖို့ဆိုတာကလည်းပဲလူတော်သူတော်ထဲမှာနေရင်ဇံရဖို့ဆိုတာမလွယ်ဟုတ်လားအဲ့တော့ဘာလို့အောင်ဆိုလူသူဝေးတဲ့နေရာကိုရှောင်ခွာပြီးတော့တကိုယ်တည်းပြောအောင်နေပြီးတော့ဒီအကျင့်ကိုဇွဲခတ်ပြီးတော့အလွန်ကြိုးစားအထုတ်နိုင်မှဇံအပိဉ္ဆိုတာကိုရအဲ့တော့ဒီပြမဘဝရဲ့အနေအထားမှာသင်္ခတဒုက္ခဟာအလွန်ကြီးကျယ်တယ်တဲ့တော်ထဲမှာအစားအသောက်ကိုချွတ်ချင်ချွေတာပြီးတော့ဒီအလုပ်ကိုစောင့်ချပြီးတော့ဝရိယထက်ထက်တန်တန်နဲ့ပျော်လဲလို့မပျော်လဲလို့ဆိုပြီးတော့လောက်ရတဲ့အနေအထားဟာချမ်းသာတယ်လို့မဆိုနိုင်ဘူးဒါကြောင့်ပြမတွေမှာသင်္ခတဒုက္ခအလွန်ကြီးတယ်တဲ့ဒါဆရာတော်ကြီးဝေဖန်ပြဟုတ်လားအေးသင်္ခတဒုက္ခနဲ့သူတို့ဖန်တီးလိုက်လို့ပြမဖြစ်သွားပြီဆိုတော့တဏ္ဍာပဒုက္ခဆိုတာဘာပြောတာတုံးနဲ့ငါဆိုပြီးတော့မာနမီတောက်လာတာတွေရှိတယ်တဲ့ဟုတ်လားဒီဟာရဲ့အပေါ်မှာအဝိဇ္ဇာအမြင်မရှင်းမှုလည်းသူတို့မှာရှိတယ်တော့ဒါရဲ့အပေါ်မှာနုနုညံ့ညံ့တိမ်တိမ်မွေ့မွေ့ตายနေတဲ့သဘောလေးတွေလည်းရှိတယ်အဲ့ဒါလိုကိလေသာတွေဖြစ်နေခြင်းဒီပင်လင်အဲ့ဒါတဏ္ဍာပဒုက္ခပဲတဲ့တကယ်အေးချမ်းမှုအစစ်အမှန်နဲ့နေရတာမျိုးမဟုတ်သေးဘူးဒါပေမဲ့ပြမာဒီမှာတဏ္ဍာပဒုက္ခကတော့ကျန်တဲ့တ attva နဲ့ဆိုင်အလွန်နည်းတယ်လို့ပြောရတယ်သင်္ခတဒုက္ခတော့အလွန်ကြီးတယ်တဏ္ဍာပဒုက္ခကတော့တတပြီးလို့ရှိရင်ပါလာမလို့ဆိုဝိပရိနာမဒုက္ခပြမဘဝဆိုတာအမြဲတည်နေတာမဟုတ်ပျက်စီးခြင်းကြပြီတော့အကြောင်းတရားကုန်ပြီဆိုတော့သူကဘာဖြစ်သွားပျက်စီးသွားရောအဲ့ဒါဦးဇင်းတို့ဒုက္ခတိဘဝကနေတဆင့်အပေလေးပါးထိနောက်ဆုံးထိုးရှင်တဲ့အဆင့်ထိလည်းပဲပျက်စီးမှုကကြီးကျယ်သွားနိုင်တာအဲ့ဒါလိုပျက်စီးရတယ်ဆိုတာပြမတွေရဲ့ဘဝကိုဒီဒုက္ခတရားကြီးကဝိပရိနာမအချက်နဲ့နှိမ့်ဆက်တယ်ရောဒါပြမတွေကိုဝေဖန်ပြဟောနတ်တွေကြတော့နတ်အဖြစ်ကိုရအောင်သင်္ခတဒုက္ခပြုလို့ရတဲ့ဖန်တီးရတဲ့ဒုက္ခပြမာတွေလောက်တော့မကြီးကျယ်ဘူးတာမန်ဒါနသီလလောက်နဲ့နတ်ပြည်ကိုရောက်နိုင်တယ်ပေါ့ဒါပေမဲ့လို့ဆရာတော်ကြီးကအဲ့ဒါကိုလည်းပဲကြီးကျယ်တယ်လို့ပဲပြောတယ်ဘာဖြစ်လို့ကြီးကျယ်တယ်လို့ပြောတော့ဆိုတော့တတ္တဝါတွေဆိုတာကောင်းတာလုပ်ဖို့အရန်ခက်တယ်တဲ့တတ္တဝါတွေရဲ့စိတ်ဟာမကောင်းမှုမှာပဲပျော်တယ်တဲ့အလိုလိုနေရင်ဖြစ်သွားတာကတော့မကောင်းမှုပဲကောင်းတာလုပ်ဖို့ဆိုရင်အရန်ကြိုးစားရတယ်အဲ့ဒီကြိုးစားရတယ်ဆိုတာကိုကဒုက္ခပဲတဲ့အဲ့ဒါကိုရှင်းအောင်ပြောတယ်ဗျာဘယ်လိုပြောတော့ဆိုတော့တကယ်လို့အဲ့ဒီဒါနမှုသီလမှုကိုမလုပ်ဘူးစိတ်ကောင်းစိတ်မြတ်မမွေးဘူးကောင်းတဲ့ဘက်ကိုကိုတိုက်တွန်းပြီးတော့မကြိုးစားဘူးဆိုရင်အရန်ဆင်းရဲတဲ့အနေအထားကိုထိုးဆင်းသွားတော့အဲ့တော့ဒါလုပ်ရတာလည်းမသက်သာဘူးသို့တော့မလုပ်ရရင်ပိုမသက်သာမှာဆိုးလို့ဒီမသက်သာတဲ့အမှုဒါနမှုသီလမှုကိုလုပ်ရတယ်တကယ်တော့လှူရတယ်ပေးရတယ်ဆိုတာလေသက်သာတဲ့အလုပ်မဟုတ်ဘူးတဲ့ကိုယ့်ပစ္စည်းကိုစွန့်ရတာ
ကိုယ့်ကိုယ်ကိုကြိုးစားရတာတိုက်တွန်းရတာသီလဆောင်တင်ရတယ်ဆိုလဲကိုယ်စိတ်ကိုအယမ်းချုပ်ထီးရတာကိုလုပ်ချင်တာကိုလုပ်လို့မရအောင်ဒါပေမဲ့ဒါကိုမလုပ်လို့ရှိရင်အယမ်းဆိုးဝါးသွားမှာဆိုလို့ဒီဟာကိုလုပ်ရတယ်အဲ့လိုဆိုရင်ဒီအလုပ်ဟာမနေတာလို့လုပ်ရတဲ့အလုပ်ပဲတဲ့မနေတာလို့လုပ်ရတဲ့အလုပ်ဆိုရင်ဒါဆင်းရဲတဲ့အလုပ်လို့ဆိုမလားချမ်းသာတဲ့အလုပ်လို့ဆိုမလားတဲ့ဆိုတော့ကြီးကဆင်းရဲတဲ့အလုပ်သို့တော့ဒါဆင်းရဲတယ်မလုပ်ဘူးကွာဆိုရင်တော့ပုံမဆင်းရဲသောအနေအထားတွေကိုရှုနေတယ်တော့ပေါက်မယ်ထင်တယ်နော်ဒါမကောင်းတဲ့အလုပ်လို့ပြောတာမဟုတ်ဆင်းရဲတဲ့အလုပ်လို့ပြောတာဒါနမှုသီလမှုကိုမကောင်းတဲ့အလုပ်လို့ပြောတာမဟုတ်ဘူးဆင်းရဲတဲ့အလုပ်လို့ပြောတာဘာလို့ဆင်းရဲတဲ့အလုပ်လို့ပြောတာတော့မလုပ်ချင်မဲနဲ့လုပ်ရတဲ့အလုပ်အလွန်ကြိုးစားပြီးတော့တိဆောက်ပြီးတော့ယူပြီးတော့လုပ်ရတဲ့အလုပ်ဒါပေမဲ့မကောင်းတဲ့အလုပ်တွေနဲ့စာရင်တော့ကောင်းတဲ့အလုပ်ဟုတ်လားအဲ့ဒါဆရာကြီးကမနေတာလို့လုပ်ရတဲ့အလုပ်တွေမလွှဲတာလို့လုပ်ရတဲ့အလုပ်တွေတဲ့ဒါကြောင့်အဲ့ဒါဒီသင်္ခတဒုက္ခဖြင့်နတ်တွေရဲ့ခန္ဓာကနတ်တွေရဲ့ဘဝကိုနှိပ်စက်တယ်အဲ့ဒါလို့ဆိုရင်သူတို့နတ်ဖြစ်ပြီးဆိုတော့ဟောတန်တာပဒုက္ခအဲ့ဒါပြမတွေထဲအရန်ကြီးကျယ်တယ်နတ်တွေမှာအပူအလောင်အလွန်များတယ်ဟောအထူးသဖြင့်ယာဂမီတောက်တယ်ဟောဆွလန်းတဲ့အသားရတဲ့အလွန်များတယ်ဟောအချင်းချင်းသူတို့မှာမနာလိုတာတွေဝန်တိုတာတွေနော်မကြည်မနဲ့ဖြစ်ရတာတွေလက်တွေကြတော့အရန်ရှုပ်ထွေးလာပြီအဲ့ဒီမှာသူတို့တန်တာပဒုက္ခကပြမတွေထဲကြီးကျယ်တယ်ကဲဝိပရိနာမဒုက္ခကိုလှည့်ပြီးတော့ကြည့်အောင်တချို့နတ်တွေဆိုရင်သိရတော့မယ်ဆိုတာကိုသိလာပြီနတ်တွေတချို့နတ်တွေကတေဂာနီးမှာနမိတ်တွေပါလေးပြတယ်ဆိုတော့ပေးတယ်လို့ကြားဟုတ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်သူတို့ကမစားနိုင်မတောင်းနိုင်ဖြစ်ပြီအကြီးအကျယ်တုံလှုပ်ခြောက်ကြဒီစည်းစိမ်ကိုစွန့်ပြီးတော့ဆိုရတဲ့အနေအထားတစ်ခုကိုရင်ဆိုင်ရတော့မယ့်အခြေအနေမျိုးပေါ့ဒါနတ်တွေရဲ့ဝိပရိနာမဒုက္ခကြီးကျယ်ပုံကိုပြောပြတာဒါကတော့ပြမာတို့နတ်တို့ရဲ့အကြောင်းပေါ့ရှေ့ဆက်ပြီးတော့ဦးဇင်းတို့ဝေဖန်ပြထားတာကဒကာဓမ္မတို့ဦးဇင်းတို့ရဲ့အကြောင်းလူသားတွေရဲ့အကြောင်းလူသားတွေရဲ့ခန္ဓာကလူသားတွေရဲ့ဘဝကိုပိလနထနှိမ့်ဆက်တယ်ဘယ်ပုံပဲနည်းနှိမ့်ဆက်တော့၃ချက်သင်္ခတပြုလို့ရသောအဖြစ်နှိမ့်ဆက်တယ်တန်တာပပူလောင်ရသောအဖြစ်နှိမ့်ဆက်တယ်ဝိပရိနာမဖောက်ပြန်စေသောအဖြစ်နှိမ့်ဆက်တော့လူဘဝလူခန္ဓာကိုရဖို့အတွက်ဒကာဓမ္မတို့ဦးဇင်းတို့တန်တရားနဲ့ခြီးပြီးတော့ကြည့်မယ်ဆိုရင်သူလည်းပဲကောင်းမှုနဲ့တည်ဆောက်ယူရတယ်ပေါ့သင်္ခတဒုက္ခရှိခဲ့တယ်လူတွေကြတော့သင်္ခတဒုက္ခကနတ်တွေပြမာတွေရဲ့သင်္ခတဒုက္ခလောက်မကြီးဘူးဘလောက်ကြိုးစားစရာမလိုဘူးပေါ့အဲ့ဒါကြောင့်မို့လို့ရလာပြီဆိုရင်တော့တန်တာပဒုက္ခကအလွန်ကြီးကျယ်တယ်တဲ့နော်ကိုရှာစားရတယ်ကံနဲ့တခါတည်းတွဲပြီးတော့အစဉ်ပြေမှုကပါမလားတချို့ကြတော့လည်းပဲပါလာတာလေးတွေရှိပါတယ်ဒါပေမဲ့လူဘဝဆိုတာကဥပယဇီဝိနော်ကံရဝရိယရဒီနှစ်ပါးနဲ့ပေါင်းပြီးတော့ကြိုးစားအထုတ်နိုင်မှရက်တည်လို့ရတဲ့ဘဝမျိုးနတ်တွေဆိုတာကကံအကျိုးတက်တက်ဟုတ်ရဲ့လားဒါကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့သင်္ခတဒုက္ခအနည်းငယ်ရော့တော်လည်းပဲတန်တာပဒုက္ခအလွန်ကြီးကျယ်တယ်ပူရတယ်လောင်ရတယ်ဒါကအသိဉာဏ်မရှိရင်ပိုးတောင်ပူလောင်ရသေးတယ်ပဲလူဘဝလူခန္ဓာဆိုတာကပြမတို့နတ်တို့ရဲ့ခန္ဓာနဲ့စာရင်အလွန်ညံ့ပြင်းတယ်ဟောဒါကြောင့်နာကျင်တာတွေကြိုက်ခဲတာတွေအရှင်မပြေတာတွေအများကြီးရှိတယ်။စိတ်ပိုင်းဆိုင်ရာလည်းပဲဆင်းရဲဒုက္ခတွေအများကြီးရှိတယ်။တဏ္ဍာပဒုက္ခဝိပရိနာမဒုက္ခတဲ့နော်နတ်တွေလောက်တော့မကြီးဘူးလို့ပြောရမှာပေါ့နော်သူတို့ရဲ့အပြောင်းလဲကတော့အလွန်ကြီးတယ်လို့ဆိုရမယ်။ဟုတ်လားဒါကတော့လူဘဝကိုဝေဖန်ကြည့်တာ။အပေလေးပုံကိုလည်းစတော်ကြီးကဝေဖန်ပြတယ်။အပေလေးပုံကြတော့တဏ္ဍာပသင်္ခတဒုက္ခကအရင်ကြီးမကြီးဘူးတဲ့ဒီတိုင်းဖြစ်တယ်လို့နေတာနဲ့သူကရောက်သွားတဲ့နေရာတော့ပေါ့လားနောက်တစ်ခုကြီးရင်တစ်ခုကနည်းနည်းသေးသွားတဲ့သဘောရှိတယ်ဒါကဆရာတော်ကြီးရဲ့ဉာဏ်ကိုမှီပြီးတော့ဦးဇင်းတို့ပြောပြတာဒါပေမဲ့တိဋ္ဌာန်လောကအပေလောကကြတော့တန်တာပဒုက္ခပူရလောင်ရတဲ့ဒုက္ခလွတ်ရတယ်လေအများကြီးကြီးသွားတယ်ဘာဥပဒေမှမရှိဘူးနိုင်ရစားမယ်အာကြီးတဲ့လူအမှန်ဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အပေလေးပုံရဲ့ဒုက္ခအဲ့တော့ဒီနေရာမှာဦးဇင်းကဒီစတော်ဘုရားကြီးပြောပြတယ်ပြုလို့ရမှုနဲ့နှိမ့်ဆက်တယ်ပူလောင်ရမှုနဲ့နှိမ့်ဆက်တယ်ပျက်စီးမှုနဲ့နှိမ့်ဆက်တယ်ဆိုတဲ့ဒီအချက်၃ချက်အဲ့ဒါကိုလက်တွေ့ဘဝထဲမှာစဉ်းစားသိချင်အောင်ဆိုကြပါစို့အရင်ဘဝကလူဖြစ်အောင်လုပ်ခဲ့ရတဲ့တဏ္ဍာပဒုက္ခခင်ဗျားတို့ကျုပ်တို့မသိနိုင်ဘူးဒါကဘ
ရားဆက်ရှိတဲ့သူတော်ကောင်းကြီးတွေရဲ့ဉာဏ်ကိုအမိပြုတ်ပြီးတော့ပြောကြရတာကိုအဲ့တော့လောလောဆယ်ကိုတကယ်သိနိုင်တဲ့ပြုလို့ရတဲ့ဒုက္ခပူလောင်ရတဲ့ဒုက္ခပျက်စီးသွားတဲ့ဒုက္ခဒါစဉ်းစားကြည့်တခုခုဖြစ်ချင်တယ်ဆိုရင်တရားဓမ္မတို့ဦးဇင်းတို့တွေကြိုးစားရတယ်အားထုတ်ရတယ်တခုခုရချင်တယ်ဆိုလို့ရှိရင်ရအောင်လုပ်ရတယ်ကြိုးစားရတယ်ဒါဘယ်သူမှမငြင်းနိုင်နောက်ခုဆိုတော့ဒါဦးဇင်းတို့ဒါမြန်မာနိုင်ငံသားတွေပေါ့ကိုတခုခုရချင်လို့ဖြစ်ချင်လို့သူများနိုင်ငံလာပြီးထိမလုပ်ကြတာတော့လုပ်ကြတာကြိုးစားကြတာတဘာဒုက္ခလို့ပြောတော့သင်္ခတဒုက္ခဟုတ်လားကိုရကျင်လာပြီဆိုရင်ကိုရကျင်တာရအောင်လုပ်ရတယ်ဤမျိုးစုံသုံးပြီးတော့လုပ်ရတယ်ကဲလုပ်လို့ရလာပြီဆိုတော့ကောကဲရလာပြီဆိုတာမှအဲ့ဒီရတဲ့အရာကြီးကအယံပူလောင်စေတာတွေမရှိဘူးလားရှိတယ်အဲ့ဒါကိုစဉ်းစားသိချင်တာရအောင်ကြိုးစားလို့ဆင်းရတာရှိတယ်မရသေးခင်ကြတော့လေမရလို့ဆိုပြီးတော့အယံရချင်ပြီးတော့ဆင်းရဲနေရတယ်ဟုတ်တယ်မဟုတ်လားကြိုးစားနေရတဲ့အခိုက်မှာလည်းဆင်းရဲတယ်နော်ကံကိုကြိုးစားအားထုတ်လို့တိဆောက်လိုက်လို့ဒါလေးပုံပေါ်လာပြီရလာပြီဆိုတော့တကယ်အကောင်းဟုတ်သလားလို့ဒါကိုစဉ်းစားသိချင်အကောင်းကြီးမဟုတ်တချို့ကမရရင်တော်တော်ဆင်းရဲတယ်လို့ထင်တာဘုရင်ကတော့တခါတည်းစဉ်းစားကြည့်တယ်ရတာကြီးကတခါတလေပိုးပြီးတော့ဆင်းရဲတယ်လို့ဒါကြောင့်ဦးဇင်းတို့ရွှေဦးမင်းဆိုတော့ဘုရားကြီးပြောတဲ့စကားတစ်ခုရှိတယ်စင်းစင်းစားစားလဲလုံးကြတော့တဲ့လူကျင်တာတွေရကကြမှာဒုက္ခတွေများနေအောင်ပဲတဲ့တာမန်စဉ်းစားကြည့်ရင်တော့လူကျင်တာရရင်ဘာဒုက္ခရှိတယ်လို့တော့စိတ်တိုင်းတွေကြာပြီးတော့သဘောတွေကြာပြီးတော့ဆင်းနေပြေးနေမှလို့အောင်းမိတာလူကျင်တာတွေကရပြီးကမှဒုက္ခတွေကပိုများလာတချို့ဒုက္ခတွေကလူကျင်တာရမှစတာတော့ပေါက်လာဦးဇင်းပြောတာကိုမရခင်တော့ကတော့အသေးလေးရချင်တယ်အဲ့ဒါကိုမရမနေနိုင်ဘူးဟုတ်လားရပြီဆိုတော့မှကိုကကောင်းမယ်လို့ထင်တာရပြီဆိုတော့မှစလောင်တော့တာပဲအဲ့ဒါကပြီးတော့မှအဲ့ဒါကြီးကဘယ်မှလည်းသွားပြစ်လို့လည်းမရဘူးကိုနာသွားထားလို့လည်းမရဘူးဒီနာသွားထားလို့လည်းမရတော့ပေါက်လားမရသေးခင်ကမရလို့ဆင်းရဲတယ်ရပြီဆိုတော့လေရလို့မို့ဆင်းရဲတယ်ကံရလို့ဆင်းရဲတဲ့ဒုက္ခကိုဘာလို့ပြောတော့တဏ္ဍာပဒုက္ခပူလောင်ရမရသေးခင်ကရအောင်ကြိုးစားရတဲ့ဒုက္ခဘာဒုက္ခသင်္ခတဒုက္ခကိုင်းကြိုးစားလို့ရလဲရပြီအပူလောင်လဲခံရပြီဒါကြီးကဒီတိုင်းနေမှာလားမနေဘူးဘာဖြစ်အောင်မှာတော့ပျက်စီးအောင်မယ်အခြေအနေတစ်မျိုးပြောင်းအောင်မယ်အကုန်လုံးပြောင်းမှာနော်ဘယ်ရာမှဆုတ်ထားလို့ကိုင်းထားလို့ထိန်းထားလို့တိမ့်ထားလို့မရဘူးကိုယ့်ကိုလည်းသူများကထိန်းသိမ်းထားလို့မရတယ်လို့သူများကိုလည်းကိုယ်ကထိန်းသိမ်းထားလို့မရဒါတွေကိုအမှန်တိုင်းနားလည်ထားမှဒီအမှန်တရားတွေကဇာတိပြလာတဲ့ခါမှာကိုယ်မှခံနိုင်ရရှိမယ်ဘုရင်ဘာကိုဆိုလိုတာလဲဆိုတာပေးတဲ့သဘောပေါက်မယ်ထင်ပါတယ်နော်ဘာပဲဖြစ်ပါဒီဥစ္စာတွေကအရာအလုံးနဲ့အကျုံးဝင်တယ်လို့ဦးဇင်းထင်တယ်နော်မရခင်ကရအောင်ကြိုးစားရတဲ့ဒုက္ခရှိတယ်ရလာတော့လည်းပဲအဲ့ဒါရဲ့ဒုက္ခတွေအများကြီးရှိတယ်အဲ့ဒါကြီးပြည့်စည်တော့မယ်ဆိုတော့လည်းပဲဒုက္ခတွေရှိတယ်ဒါကဦးဇင်းတို့ဒုက္ခသစ္စာရဲ့အနှစ်၄ချက်ပိလနထနှိမ့်ဆက်တယ်ဆိုတာဘယ်လိုနှိမ့်ဆက်တယ်လဲဆိုတာလေးကိုရှုထောင့်တစ်မျိုးကနေပြီးတော့ပြောကြည့်ရအောင်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့သစ္စာ၄ပါးထဲမှာဒုက္ခသစ္စာဇာတိပိဒုက္ခဇရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခအပိယဟိတံပယောဂဒုက္ခပိယဟိဝိပယောဂဒုက္ခယံပိဿာနလပတိတံပိဒုက္ခသခိတေနပင်စုပါရဏေခန္ဓာဒုက္ခဒါကတော့မြတ်စွာဘုရားအဓိပ္ပာယ်ဖွင့်ပြတယ်ဒုက္ခသစ္စာရဲ့သဘောဟုတ်ရဲ့လားခုနောက်ထပ်ပြီးတော့ပြောလိုက်တာကဒီခန္ဓာကြီးဟာဆင်းရဲတယ်ဘယ်ပုံပဲနည်းဆင်းရဲသလဲဆိုပိလနထအနှိမ့်ဆက်ခံရသောအဖြစ်ဟိုတမျိုးတမျိုးပြောင်းလဲသွားအောင်ပဲအဲ့ဒီကြတော့လည်းပဲဆင်းရဲတယ်ဟောပိလနာသင်္ခတတန္တာပဝိပရိနာမဒုက္ခသစ္စာရဲ့အနှစ်ဘယ်နှချက်တော့၄ချက်အဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့ဆက်ပြီးတော့ပြောချင်တာကသစ္စာ၄ပါးထဲမှာဒုက္ခသစ္စာသည်ဘာလို့ရမယ့်သစ္စာသိရမယ့်သစ္စာနော်ပရိညေယပိုင်းခြားပြီးတော့သိရမယ့်သစ္စာဒါဟာဆင်းရဲတဲ့တရားတွေလို့မှန်မှန်ကန်ကန်သိရမယ့်အမှန်တရားသူ့ကိုဒါလိုက်ပယ်လို့မရအဲ့ဒါပယ်ရမယ့်သစ္စာက
ဒုတိယပိုင်းမှာဆက်ပြီးတော့ပြောမှာဟုတ်လားခုဒီသစ္စာကဘာလို့ရမယ့်သစ္စာသိရမယ့်သစ္စာအဲ့ဒါဦးဇင်းတို့ကြိုးပြီးတော့ပြောလိုက်ခြင်းနဲ့ဒီသစ္စာ၄ပါးထဲမှာဒီဒုက္ခသစ္စာကိုသိဖို့ရသည်အရေးကြီးဆုံးဟုတ်လားဒုက္ခသစ္စာကိုသိဖို့ဒီဘာကြောင့်အရေးကြီးဆုံးလဲလို့မေးလို့ရှိရင်ဒုက္ခသစ္စာကိုသိရင်သိသလောက်ဒုက္ခသစ္စာရဲ့အပေါ်မှာတွေ့တာတဲ့သဘောမမောတဲ့သဘောအထင်မှားတဲ့သဘောတွေဟာပပျောက်သွားတယ်ဆိုလိုတာကသမုဒိယသစ္စာကိုပယ်တဲ့ကိစ္စဟာအလို့လို့ဖြစ်တယ်သဘောပေါက်ရလားဒုက္ခသစ္စာဒီခန္ဓာဟာဆင်းရဲတယ်လို့သိရင်သိသလောက်ဆင်းရဲတဲ့တရားဆိုရင်တော့မမောတဲ့စိတ်ဟာအလိုလိုလျှော့ရမလို့တော့သူလျှော့တယ်တကူမှလောဘလျော့မလျော့ဆိုတာဒီတရားတွေရဲ့ပေါ်မှာမှန်မှန်ကန်ကန်ဘလောက်သိတယ်လဲမသိဘူးလေဆိုတာပေါ်မှာမူတည်တာလောဘမကောင်းဘူးလို့လူတိုင်းသိတာလူတိုင်းကြားဖို့တာဒါပေမဲ့လောဘတွေကလည်းကြီးနေတယ်ကဲအဲ့ဘာလို့ကြီးနေတာလဲဆိုတော့ဒါတွေတကယ်မကောင်းဘူးလို့သူတကယ်မသိလို့တော့လောဘနည်းတယ်မနည်းဘူးဆိုတာကဒါဟာဆင်းရဲတယ်လို့သိတယ်မသိဘူးဆိုတာပေါ်မှာမူတည်တာဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်တော့လောဘကိုလျှော့ပြီးဆိုရင်လည်းပဲသူ့ကိုဒါလိုက်သွားလျှော့လို့မရဒီဒုက္ခသစ္စာကိုသိအောင်ကြိုးစားသောအဖြစ်လောဘကိုလျှော့ရမှာဒုက္ခကိုပယ်ခြင်းပြီဆိုရင်လည်းပဲဒုက္ခကိုဒါလိုက်ပယ်လို့မရဘူးဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့ခုနကတော့သမုဒယသစ္စာလောဘကိုလျှော့နေစေသောအဖြစ်သာနဲ့အကျိုးတရားဖြစ်တဲ့ဒုက္ခကိုလျှော့ချနိုင်ပါအကြောင်းအကျိုးသဘောတွေနော်ဒုက္ခကိုသိမှလည်းပဲသမုဒယကနည်းမယ်သမုဒယနည်းအောင်လျှော့နိုင်မှလည်းပဲအကျိုးတရားဖြစ်တဲ့ဒုက္ခဟာလျှော့သွားမယ်ဒါပေမဲ့ကိုတကယ်လက်တွေ့လုပ်ရမှာကဘာကိုလုပ်ရမှာတော့ဆိုတော့ဒုက္ခကိုသိတဲ့အလုပ်ကိုလုပ်ရမှာတော့ပေါ့လားဦးဇင်းပြောတာလောဘကိုလျှော့တဲ့အလုပ်ကိုဒါတိုင်းလုပ်ရမှာလားဒုက္ခကိုသိတဲ့အလုပ်ကိုဒါတိုင်းလုပ်ရမှာလားဒုက္ခကိုသိတဲ့အလုပ်ကိုဒါတိုင်းလုပ်ရမှာဟုတ်လားသိလို့ရှိရင်သူ့တိုင်းတာနဲ့သူပယ်တရားရှိတဲ့တရားကိုပယ်ပြီးသားဖြစ်တယ်အဲ့လိုဆိုရင်និရောဓသစ္စာမျက်မှောက်ပြုတဲ့တရားကိုမျက်မှောက်ပြုပြီးသားကိစ္စဒါလောကီလိုလေးပြောတာပါသမုဒယသစ္စာကိုယုံနေသေးတယ်ဆိုရင်သမုဒယသစ္စာကြောင့်ဖြစ်ပေါ်လာမယ့်အပူတဲ့အလောင်တက်ဟာလည်းလျှော့သွားမှာပဲလေဒါនិရောဓလို့အကျဉ်းမြင်ဆိုလို့မရဘူးလားရတယ်အဲ့ဒါလို့ဦးဇင်းတို့ဒုက္ခသစ္စာကိုမှန်မှန်ကန်ကန်ဒါအရှင်းရတဲ့တရားလို့သိနေခြင်းသိပင်လျင်မဂ္ဂသစ္စာကိုပွားများနေရရောက်တယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်တစ်ချက်ခုတ်ရင်၄ချက်ပြတ်တယ်ဒုက္ခသစ္စာကိုသိသောအဖြစ်သမုဒယသစ္စာကိုပယ်တဲ့ကိစ္စនិရောဓသစ္စာကိုမျက်မှောက်ပြုတဲ့ကိစ္စမဂ္ဂသစ္စာကိုပွားများတဲ့ကိစ္စမဂ္ဂသစ္စာဆိုတာထဲမှာတမ္မာဒိဋ္ဌိကခေါင်းဆောင်တယ်မဟုတ်လားတမ္မာဒိဋ္ဌိဆိုတာအမှန်ကိုသိတာကိုပြောတာမဟုတ်လားဗျာအဲ့တော့ဒုက္ခကိုဒုက္ခလို့သိတာဟာအမှန်သိတာပေါ့ဒါကြောင့်မဂ္ဂသစ္စာကိုပွားများခြင်းကိစ္စပြီးကြီးတယ်ဆိုတာအဲ့ဒါကိုပြောတာဒါကြောင့်ပိဋကပေါင်းတော်သစ္စာ၄ပါးထဲမှာဘယ်သစ္စာအရေးကြီးဆုံးလဲလို့မေးရင်ဒုက္ခသစ္စာအရေးကြီးဆုံးဒါပေမဲ့ဦးဇင်းတို့သစ္စာတန်ရုပ်ထဲမှာယဟန်တစ်ပါးကမြတ်စွာဘုရားကိုမေးထားတာရှိတယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောထားတာရှိတယ်သစ္စာ၄ပါးမှာတစ်ပါးပါးကိုသိရင်ကျန်တဲ့၃ပါးဟာအလိုလိုသိတယ်ဆိုတော့ပေါ့လားဆက်ဆက်မှုအကုန်ရှိနေတယ်နော်ဒါကြောင့်ပိဋကပေါင်းတော်တို့ဒုက္ခသစ္စာကိုသိတဲ့ကိစ္စဟာအလွန်တရာမှအရေးပါတယ်ကိုယ်ခန္ဓာဟာဆင်းရဲတဲ့တရားမျှတာဖြစ်တယ်ဆိုတာကိုနှီးမျိုးစုံနဲ့သိအောင်ကြိုးစားရမယ်အပြည့်စုံဆုံးနိလန်းကတော့တတိပဋ္ဌာန်ဘာဝနာဟုတ်လားတတိပဋ္ဌာန်ဘာဝနာကိုပွားများခြင်းအပြင်ခန္ဓာမှန်သမျှဘဝမှန်သမျှသည်ဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆိုတဲ့မှန်ကန်တဲ့အတိကိုရနိုင်တယ်တော့ဒီနေရာမှာတတိပဋ္ဌာန်ဆိုတာကဘာလဲခဏနေရင်ဒါအထုတ်ကြမယ်ပေါ့နော်။ဘာလဲအထုတ်နေကြပုံကိုယ်တွေဖြစ်မယ်လို့အရင်ထင်ပါတယ်။တော့တတိပဋ္ဌာန်ဆိုတာကတတိကလေးကိုခိုင်မြဲစွာတီးနေအောင်ကြိုးစားအထုတ်ရတဲ့အလုပ်။နည်းနည်းတော့ရှင်းအောင်မှဖြစ်မယ်ဗျာ။နောက်စစချင်းတရားဆိုနည်းနည်းတော့ရှင်းမယ်ပေါ့။နောက်တတိပဋ္ဌာန်နဲ့တတိဆိုတဲ့စကားလုံးရဲ့ပဋ္ဌာနာဆိုတဲ့စကားလုံးရဲ့ဒီစကားလုံးနှလုံးကိုပေါင်းထားတာတတိပဋ္ဌာနာအဲ့ဒါနောက်ဆုံးနာငယ်လေးကိုအသက်ကလေးထည့်လိုက်တော့တတိပဋ္ဌာန်လို့ဖြစ်သွားတာတတိဆိုတာကဘာလဲပဋ္ဌာနာဆိုတာကဘာလဲတတိဆိုတာကအောက်မေ့တဲ့သဘောအမှတ်ရတဲ့သဘောဒီနေ့မှာအောက်မေ့တဲ့အမှတ်ရတယ်ဆိုတာကအရက်ထဲမှာအောက်မေ့အမှတ်ရတယ်လို့ပြောနေကြတဲ့တတိနဲ့မြတ်စွာဘုရားဆိုလိုတဲ့တတိရဲ့အဓိပ္ပာယ်ကမတူရက်ထဲမှာတော့မပုံနေနံပါတ်တွေကိုအမှတ်ရတာဖုန်းနံပါတ်တွေကိုမမေ့တာဒါတွေကိုဘာလို့ထင်လဲတတိလို့ထင်တယ်တကယ်တမ်းတတိဆိုတာက
လောလောဆယ်ကိုယ်ခန္ဓာမှာဖြစ်နေတဲ့ယုံနံသဘာဝကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရနေတဲ့သဘောအဲ့ဒါကိုတတိလို့ပြောတာထပ်ပြောမယ်နော်ကိုယ့်ရဲ့ခန္ဓာမှာလောလောဆယ်ဖြစ်နေတဲ့ယုံနံသဘာဝတရားတွေကိုမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရနေတဲ့သဘောပို့ပြီးတော့ရှင်းအောင်ပြောရင်တော့တိနေတဲ့သဘောအဲ့ဒါကိုဘာလို့ခေါ်တတိဟုတ်ရဲ့လားပဋ္ဌာနာဆိုတာကတော့ခိုင်မြဲစွာတည်တတ်တယ်လို့အဓိပ္ပာယ်ရတယ်။ဒါတတိနဲ့ပဋ္ဌာနာနဲ့ပေါင်းလိုက်တဲ့အခါကျတော့ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားလေးတွေကိုမှန်မှန်ကန်ကန်အောက်မေ့တတ်တဲ့တတိတရားလေးခိုင်မြဲစွာတည်နေအောင်ကြိုးစားအထုတ်တဲ့အလုပ်လို့ဟောအဲ့လိုအဓိပ္ပာယ်ရသွားတယ်။ဆိုလိုတာကတတိကလေးတွေတစ်ခုပြီးတစ်ခုဖြစ်အောင်ကြိုးစားတာတတိပြီးတတိဖြစ်အောင်ကြိုးစားတာအဲ့ဒါမှတတိတွေအစင်မပြတ်ဖြစ်ပြီးတော့တတိကလေးကခိုင်မြဲနေတယ်ဆိုတဲ့အဓိပ္ပာယ်ဘယ်မှာတတိကခိုင်မြဲရမှာတော့ဆိုတော့ကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားတွေရဲ့အပေါ်မှာတတိကိုခိုင်မြဲစွာတည်နေအောင်ထားရမယ်။စလှုပ်ချင်းတော့ခိုင်မြဲတဲ့အနေအထားကိုရောက်နိုင်မလားမရောက်နိုင်ပါဘူး။တတိရလိုက်မရလိုက်လျှောက်တွေးလိုက်ပိုရောက်လိုက်ဒီရောက်လိုက်ပြန်ပြီးတော့တတိလေးထားလိုက်အဲ့လိုလေးကြိုးကြားဖြစ်တယ်ဆိုရင်ကိုပဲဘာမှမလုပ်တာနဲ့စာရင်တော့အများကြီးအကျိုးရှိတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်။အဲ့လိုလှုပ်ရင်းနဲ့စကြရတာပေါ့နော်။အဲ့လိုဒီခန္ဓာမှာဖြစ်နေတာကိုသတိထားမှများလို့ရှိရင်ဒီလိုကတဖြည်းဖြည်းနဲ့အသိဉာဏ်ကြီးလာတယ်ဘလို့အသိဉာဏ်ကြီးလာတော့ဆိုတော့ငါခန္ဓာမှာဘာဖြစ်လာလို့မှတည်နေတာမြဲနေတာမရှိပါလားလို့သူမှန်မှန်ကန်ကန်သိလာဖြစ်တိုင်းကိုသာတတိထားကိုလို့ရမယ့်လောက်ကအဲ့ဒါပဲဒီခန္ဓာမှာဘာပဲဖြစ်ကောင်းတာတွေပဲဖြစ်ဆိုးတာတွေပဲဖြစ်ချမ်းသာတာပဲဖြစ်ဆင်းရဲတာပဲဖြစ်စိတ်တိုင်းကြတာတွေပဲဖြစ်စိတ်တိုင်းမကြတာတွေပဲဖြစ်ရုပ်ပဲဖြစ်နာမည်ဖြစ်ချင်တာဖြစ်ပါစေဖြစ်တာကတော့အကြောင်းတရားပေါ်မှာမူတည်တယ်ကိုယ်သဘောကိုယ်ဆန္ဒအလျောက်ဖြစ်တာတော့ဘာတစ်ခုမှမရှိဘူးဖြစ်เสียအကြောင်းရှိသည့်အားလျော်စွာပဲဖြစ်သွားတာဟုတ်လားဖြစ်တာကကိုယ်ပေါ်မှာမူတည်ဘူးဖြစ်တာကအကြောင်းတရားပေါ်မှာမူတည်တယ်ကိုယ်တာဝန်ကဘာလို့ဆိုတော့အဲ့ဒီဖြစ်လာတဲ့တရားတွေကိုဖြစ်တိုင်းသိအောင်ကြိုးစားရမှာတတိထားရမှာအဲ့လိုတတိထားတဲ့နေရာမှာအပူအလိုမလုပ်ရဘူးဖြစ်ဆွက်ချက်တွေနှုတ်ပယ်ချက်တွေမလုပ်ရဘူးသူဖြစ်နေတဲ့အတိုင်းလေးအရှိကိုအရှိတိုင်းလေးရိုးလေးဒါကဘာလို့အောင်လို့သိအောင်ကြိုးစားရမယ်စင်စစ်မပြတ်သိအောင်ကြိုးစားရမယ်တတ်နိုင်နေမြတတိစိတ်အောင်ကြိုးစားရမယ်ဟုတ်လားအဲ့လိုအမြဲတမ်းဖြစ်တိုင်းသိအောင်ကြိုးစားမယ်ဆိုတဲ့ခံယူချက်လေးနဲ့ကြိုးစားကြည့်နော်အဲ့လိုကြိုးစားမယ်ဆိုလို့ရှိရင်ဒီခန္ဓာမှာဘလို့သဘာဝတရားတွေပဲဖြစ်လာတည်မြဲနေတာတခုမှမရှိဘူးလို့သူကောင်းကောင်းနားလဲအဲ့တော့ဒကာဓမ္မတို့ဦးဇင်းရဲ့ခန္ဓာမှာအကျဉ်းများဖြင့်ညင်ကြားခြင်းနာခြင်းစားခြင်းထိခြင်းတွေးခြင်းဆိုတဲ့ဒီ6အုပ်စုဖြစ်နေကြတာပဲလေအကြောင်းအားလျော်စွာဟုတ်တယ်မဟုတ်လားအဲ့ဒီကိစ္စတွေကလည်းပဲအသေးချာလေးစိတ်ဓာတ်မရညံနဲ့စဉ်းစားကြည့်မယ်ဆိုရင်တောင်မှသူတို့ရဲ့သဘာဝကပေါ်လွင်ပါတယ်မြင်တာလည်းမြင်ပြီးတာပဲလေနောက်ထပ်မြင်တာတော့ရှိတယ်ဟောနောက်ထပ်မြင်တာကဒလဇက်ဆိုသလိုကြီးအစားထိုးဖြစ်တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကတစ်ဆက်တည်းမြင်နေတယ်လို့ထင်တယ်ကြားတာလည်းကြားပြီးသွားတာပဲနောက်ထပ်ကြားတာတော့ရှိတယ်ဒါပေမဲ့အဲ့ဒါလည်းရက်တည်နေတာမဟုတ်ဘူးသူလည်းပြီးသွားတာပဲအဲ့လိုပဲနမ်းရှူတယ်စားတော့တယ်တွေးထိတယ်တွေးကြံတယ်အဖြစ်အများဆုံးကတော့တွေးထိမှုနဲ့အတွေးအကြံကတော့အဖြစ်အများဆုံးဖြစ်မယ်ပေါ့နော်ဒုတိယနဲ့တတိယလိုက်မဲ့တရားကတော့အတန်ကိုကြားနေရတဲ့ကိစ္စနဲ့မျက်လုံးဖွင့်ထားရင်တော့မြင်နေရတဲ့ကိစ္စဒီအနတ်နဲ့အရသာကတော့ကြိုးကြားလောက်ပဲထင်ရှားမယ်ပေါ့ဟုတ်လားဒီမြင်တဲ့ကိစ္စနဲ့ကြားတဲ့ကိစ္စဘယ်ဟာကများမယ်လို့ထင်လဲသတိထားကြည့်ရင်ကြားတဲ့ကိစ္စကများတော့ပိတ်ထားလို့မှမရပဲဟုတ်တယ်မဟုတ်လားဒီပူပြီးတော့များတာကဘယ်သူလာမလို့ဆိုတော့ဒီထိတဲ့ကိစ္စနော်ထင်ရှားတာတွေရောမထင်ရှားတာတွေရောထိတဲ့သဘာဝဟုတ်လားအများဆုံးကတော့ဘယ်သူဖြစ်မယ်တော့တွေးတဲ့ကိစ္စဟုတ်တယ်မဟုတ်လားဒါတွေဘယ်မှာဖြစ်နေအောင်ဆိုဒီခန္ဓာမှာဖြစ်နေတာအဲ့ဒီဖြစ်နေတဲ့တရားတွေကိုဖြစ်တိုင်းသိအောင်ကြိုးစားရမယ်ကြိုးစားခြင်းဖြင့်သာလျှင်ကျွမ်းကျင်လာလိမ့်မယ်ဟုတ်လားအဲ့လိုကျွမ်းကျင်လာပြီဆိုလို့ရှိရင်နားလည်လာမယ်သဘောပေါက်လာမယ်ဘလို့နားလည်လာမှာတော့ဘာမှမတည်မြဲဘူးဆိုတော့နားလည်လာမယ်အဲ့ဒါဝိပဿနာဉာဏ်စရတာသဘောပေါက်လာဦးရှင်ပြောတာနော်ကိုစပြီးတော့ကြိုးစားရမှာကတော့ဖြစ်တိုင်းသိအောင်ကြိုးစားရမယ်ဖြစ်တိုင်းသိရင်တော့အစကနဦးမှာဒုက္ခတွေဖြစ်တယ်ဒုက္ခတွေဖြစ်တယ်မြင်တာတွေဖြစ်တယ်ကြားတာတွေဖြစ်တယ်အမျိုးကိုစိုးနေတယ်ပေါ့ရေတွက်လို့မလွယ်
ဒီခန္ဓာမှာဖြစ်နေတဲ့အမျိုးအစားတွေကိုအကုန်ပြောဖို့မလွယ်နာမည်တက်ဖို့လည်းမလွယ်ဘူးတချို့ဟာတွေကနော်ဆိုကြပါစို့အရသာဆိုတာလေးကိုပဲပိဋကတ်တို့စဉ်းစားကြည့်အရသာကိုနာမည်တက်ဖို့အလွန်ခက်တယ်ချိုးတယ်ဆိုတာတဲမှာကိုအမျိုးအစားပေါင်းဘယ်လောက်ရှိမလဲဘယ်လောက်လို့မပြောနိုင်မှုေးပြီးတော့ချိုးတာရှိမယ်လေးပြီးတော့ချိုးတာရှိမယ်ပေါ့ပေါ့လေးချိုးတာရှိမယ်ပြောလို့မရဟုတ်တယ်မဟုတ်လားအဲ့ဒါလိုပဲဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့အမျိုးအမည်အဖြစ်အလွန်တရာမှများပြားတဲ့သဘာဝတရားတွေအကြောင်းအားလျော်ဆိုတာဒီခန္ဓာမှာဖြစ်တယ်အဲ့တော့စပြီးတော့သတိထားကသာမှာတော့မတူတဲ့ကွဲပြားခြားနားတဲ့သဘာဝတရားတွေကိုသိရတယ်ပေါ့ရုပ်ပိုင်းဆင်ရဆိုရင်လည်းပဲပူတယ်အေးတယ်မာတယ်ပျော့တယ်နတ်ပိုင်းဆင်ရဆိုရင်လည်းချမ်းသာတယ်ဆင်းရဲတယ်အစရှိသဖြင့်မတူညီတဲ့ကွဲပြားခြားနားတဲ့လက္ခဏာရှိတဲ့သဘာဝတရားတွေကိုသိရတယ်ပေါ့တိပါများတဲ့အခါကျတော့အဲ့ဒီမတူညီတဲ့သဘာဝတရားတွေရဲ့တူညီတဲ့လက္ခဏာကိုသိလာတယ်မတူညီတဲ့သဘာဝတရားတွေရဲ့တူညီတဲ့လက္ခဏာကဘာကိုပြောတာတော့နေဆာလက္ခဏာကိုပြောတာရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်အပေါ်ယံကြည့်ရင်တော့ရုပ်နဲ့နာမ်ကမတူဘူးတော့ရုပ်ကဖောက်ပြန်တဲ့သဘောနာမ်ကအာယုံကိုသိတတ်တဲ့သဘောအကျဉ်းမြင်အားဖြင့်မတူဘူးနော်ဒါပေမဲ့ရုပ်ပဲဖြစ်ဖြစ်နာမ်ပဲဖြစ်ဖြစ်အနိစ္စဖြစ်သွားတာချင်းကြတော့တူသွားတယ်မတူညီတဲ့လက္ခဏာကိုဦးဇင်းတို့စာလို့ပြောရရင်အဲ့ဒါဝိသေသလက္ခဏာလို့ဒီလိုပြောရတယ်တူညီတဲ့လက္ခဏာကိုတာမညလက္ခဏာလို့ဒီလိုပြောရတယ်အဲ့တော့တာမညလက္ခဏာကိုသိရမှဉာဏ်ပညာထက်မြက်တယ်လို့ဆိုတယ်သဘောပေါက်လားဆိုကြပါစို့ဝေဒနာဆိုရင်လည်းပဲချမ်းသာတာနဲ့ဆင်းရဲတာနဲ့တူသလားမတူဘူးချမ်းသာတာကချမ်းသာတာပဲဆင်းရဲတာကဆင်းရဲတာပဲဒါပေမဲ့အဲ့ဒီမတူညီတဲ့ဝေဒနာတရားတွေမှာတူညီနေတဲ့အနိစ္စလက္ခဏာကြတော့မတူဘူးလားတူတယ်အနိစ္စဖြစ်တာချင်းတော့တူတူပဲဟုတ်လားဒါကြောင့်စကြည့်ခါသားမှာအထုတ်ခါသားမှာတော့ချမ်းသာတာတွေဆင်းရဲတာတွေအမျိုးမျိုးတွေ့ရမယ်ပေါ့အထုတ်တဲ့အလေးအလာများသွားလို့ရှိ